အခုဆိုလို့ရှိရင်ပေါ့နော်ဂျီယိုချူလာဆိုတဲ့ထိုင်းမှာနာမည်ကြီးရဲ့ဇလုံးတုံရန်ရောင်းတဲ့ဆိုင်ကိုရောက်နေတာဖြစ်ပါတယ်ဒီလမ်းမပေါ်ကဆိုလို့ရှိရင်လေအရန်ကိုနာမည်ကြီးရဲ့ဆိုင်တွေအရန်များတဲ့နေရာပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းလူတန်းတွေအရန်ရှည်စောင်းရတယ်ဆိုပြီးတော့နာမည်ကြီးရဲ့ဆိုင်ပေါ့နော်အခုဆိုရင်ဆိုင်ဆက်ဆက်ဖွင့်ခြင်းအချိန်ဆိုတော့လူကအရန်တော့မဆောင်ရသေးဘူးလူတွေကစောင့်တော့စောင့်နေကြပြီပေါ့နော်ကျမတို့လာတဲ့အချိန်တော့ဆိုလို့ရှိရင်ဆိုင်ကဆက်ဆက်ဖွင့်ခြင်းပဲရှိသေးတော့တန်းအောင်မစီလိုက်ရအောင်ပေါ့နော်ချက်ချင်းဝင်လိုက်ရတယ်အခုဆိုလို့ရှိရင်တော့ပေါ့နော်ဒီနာမည်ကြီးရဲ့ဂျီယိုချူလာကိုရောက်နေပါပြီပေါ့နော်သူများတဲ့ခါကြီးကတော့ခောက်ကစားပွဲကိုရီးယားအခုမှ first time လာစားပေါ့ဒီမှာပါပြန်လဲသားနဲ့မှာထားရပါတော့ side dish အနေနဲ့ဟိုဝတ်သားကြော်မှာထားရစားပြီးကြော်ပြီးခောက်ကြည့်ညတော့မွေးနေတယ်ရိုးရိုးခောက်ဆွဲပြုတ်နေဒီခောက်ဆွဲပြုတ်ပါကွာလဲပေါ့နော်စားကြည့်မယ်ကောင်းတာရောကောင်းပါဒါမဲ့မျက်လုံးရတာနဲ့တူရယ်မျက်လုံးလေးကိုအချင်းလေးပုတ်ထည့်ပြီးတော့ fix ထားလိုက်你哩到去了吗？3倍。那个我吃呀，那个你把菜把它放那。ဒီလည်းကောင်းတယ်သူကထိတုံရရတာလေးfresh fit ပါအဲ့နဲ့ခုနချက်လာမခောက်ကြော်လေးရတော်တော်ကောင်းတော့ထဲကကြောနူးညံ့ပြီးတော့အပြင်ကပဲကျွတ်လေးပေါ့နော်ညခလောက်တောက်လို့fresh fit ဖြစ်တယ်ဟုတ်တယ်တော်တော်ဒီတုံရလေးနဲ့ဆိုဘာခောက်ကြော်လေးနဲ့လိုက်ပါလိမ္မော်ဖြော်ရည်လေးဆိုလည်းရမ်းတောက်လို့ကောင်းတယ်အသီးစက်နဲ့လောက်ထားပါတော့ဒီရောက်လို့ရှိရင်တော့ဝက်ခောက်ကြော်တော့မစားမဖြစ်စားတဲ့နဲ့ရမ်းစားလို့ကောင်းပါတယ်အားလုံးအဆုံးထိကြည့်ရှုပေးကြကျေးဇူးတင်ပါတယ်နော်ဘိုင်ဘိုင်